Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဒီ electricity ပေါ့နော်ဒီတနေ့တန်ပြလို့ပေါ့နော်ကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်ဒီ electricity ကိုလောက်ပြီးတော့အဲ့ဒါကြောင့်ဒီ program လုပ်ပြမယ်လုပ်စစ်ပြစေချင်လို့ဒီလုပ်ပြမယ်နော်ချေဝင်ပြလို့မနဲ့တွားလိုက်ရအောင်ရုံးဆုံးကျွန်တော်တို့ဒီရလို့မယ်နော်ဝင်တိမှာဘာပရိုလို့လဲဒါလိုမျိုးပြီးရင်ကျွန်တော်ဖိုင်ရင်လုံးမှာဆိုတော့ဒီရလို့မယ်ဒီရလေးခလုံးလေးလိုမယ်ခလုံးလေးရကြတော့မကြီးဘယ်လိုဒီလိုဖြစ်နေမလားဒီမျိုးဒီအကြောင်းဘက်ဆိုရင်အဲ့ဒါမှန်တယ်မနော်ဒီဘက်ကိုတော့မလုံးနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီဘက်ကပေါ်လာရင်အတန်အန်တီရများရနေတယ်ဟုတ်ပြမယ်မနော်ဒီမှာ TT စားနဲ့တော့ပြမယ်ထည့်လိုက်ဝင်သွားပြီဆိုရင်ဒီရပြနော်ဒီမှာနော်ဒီကဟာလေးကိုဒီမှာပေါက်လေးရှိတွေ့လားဒီမှာပေါက်လေးရှိတွေ့လားအေးပေါက်လေးတဲ့ဟိုမှာကြည့်ဒီကျိုးထဲအဲ့ကျိုးထည့်ပြီးသွားရင်ဆိုရင်အဲ့ကျိုးကကြောင့်ဒီအပေါက်လေးထဲမှာအဲ့အပေါက်လေးထဲဟိုဝင်အောင်ထည့်ရမှာနော်ကျွန်တော်ထည့်လိုက်မယ်မနော်ပြမနော်ဒီရမယ်မဝင်သွားပြီဆိုရင်မကြည့်ဒီကောင်အဲ့လိုဒီအုပ်မှာတန်နေရှိရမယ်အပေါ်ကလည်းတန်နေရှိဒီကောင်အဲ့လိုဖိချလိုက်ဖိသွားစမ်းပြန်ဒီကြတိုင်းမှာပဲဒီလိုလှည့်လိုက်ရပြီဆိုရင်ပြန်မယ်ရပြီဆိုရင်နောက်ထပ်တစ်ပေါက်ရှိရင်အဲ့နောက်ထပ်တစ်ပေါက်ကိုကြတော့ကျွန်တော်တို့ရမယ်ဒီမှာနောက်ထပ်ဒီဟာတွေသူကထည့်ပြီးတာအဲ့ဒါနဲ့အဲ့ဟာတွဲလိုက်မယ်အဲ့ဟာကိုထည့်လို့ရပါတဲ့ဆိုရင်ခုနတိုင်းပဲမနော်အဲ့လိုကြရင်ဖိမယ်လှည့်မယ်ဒါပါပဲပြီးတော့မှာပါရပါနော်အထုခါပဲဟေးပြုတ်ကြပါပြီခဏပြုတ်ကြပြီးရင်ရိုးရိုးကတော့ကျွန်တော်ပြောချင်တာမှာဟိုမှာဖြစ်တယ် sorry ပါလို့ကိုယ်နေ sorry ပေါ့နော်ကျွန်တော်ဒီဟာလေးယူချင်ရပြီနော်ဒီနာနှစ်ခုတွဲသွားပြီဆိုရင်ပြမယ်ဒီမှာနှစ်ခုတွဲသွားဆိုရင်အပြင်ဒီမြင်ရှိသေးဒီမြင်နဲ့ကျွန်တော်ဖန်လို့မှာဆိုဒီမှာဘယ်လိုအရင်လို့မှလဲဆိုဒီမှာနှစ်ခုရှိဒီမှာတစ်ခုဒီဘက်မှာတစ်ခုအရင်ဆုံးကကျတော့ကျွန်တော်တို့ကဒီညာဘက်ကိုလောက်ရမှာနော်ညာဘက်ကိုဒီပေါက်လေးနဲ့ထိုးရမယ်ပေါ့နော်ကျွန်တော်ထိုးလိုက်ပါနော်ညနေကိုယ်သွားရင်လည်း sorry ပါလေကျွန်တော်ဒီလိုမျိုးဆိုရင်ကွက်တက်တော့နော်ကျွန်တော်ရေဆုံးထဲလောက်ဟိုဖြစ်ခင်အဲ့နောက်မှာမှုတွေဖြစ်နေပြီဆိုရင်ဒီမှာကြည့်အဲ့ဒါလေးကိုအဲ့အထိတ်လေးကိုကင်ပြီးလှည့်လိုက်ပြီဆိုရင်တို့ကတူတချောင်းနဲ့ပြသွားရင်အဲ့ဒါဆိုရင်ထည့်လိုက်အဲ့ဆိုရင်ခုနလောက်တဲ့အတိုင်းပဲလှည့်လိုက်တော့ရပြီလှည့်စမ်းရရမလားဒီမှာသုံးခုတွဲသွားဆိုရင်ဒီဘက်မှာအမေအောင်ကျိုးရှိရဆိုရင်အဲ့အမေအောင်ကျိုးမှာကြည့်အမေအောင်ကျိုးကိုနော်အလိုမျိုးမွေးဖြစ်နေလို့ပေါ့နော်တော့လှည့်လိုက်မယ်လှည့်စမ်းပြမယ်နော်ဒီမှာပြမယ်ဒီမှာကြာနော်ဒီဘက်ပေါက်ကလိုသေးရလေအဲ့ဘက်ပေါက်ကိုဒီအချိုးနဲ့ထည့်ပြီးတော့ဆိုရင်ကျွန်တော်ကရသွားပြီပေါ့နော်ရသွားတကယ်ထည့်ပြီးတော့ဒါလေးကိုနှိပ်လိုက်ဆိုရင်
ခဏနော်ခဏနေရောခုနတိုင်းမဲ့လှဲလိုက်လှဲပြီးသားဆိုရင်ဒီကဆိုရင်ညီသွားပြီနော်ညီသွားဆိုရင်ဒီဆိုရင်ဘာလို့ပြုတ်ချသွားတာရောပြမှာနော်ပြမှာဆိုရင်ကျွန်တော်ပန်ကာပါတဲ့ electricity kit ဝယ်ရမှာပန်ကာပေါ့နော်ဘယ်မှာဝယ်လို့ရဆို macro ပေါ့နော်ဒီပစုံတော့ macro ပြီးရင် my page အမှာသွားဝယ်ရမယ်ပေါ့နော်ရစီပြောနေတော့လားဒီပေါက်ရှက်အေးအပေါက်တဲ့အမကြီးဒီပန်ကာဒီမှာဒီမှာပေါက်တယ်အေးအပေါက်လေးပြန်နေကပ်ပြန်ဒီအပေါက်လေးတွေ့မှာအေးအပေါက်လေးနဲ့ထဲနဲ့ထည့်ရမှာထည့်လိုက်လို့အဆုံးထိထည့်စရာမလိုဘူးနော်ဒီနားလေးဆိုရရင်မကြည့်ပြုတ်သွားပြင်းပြီအဲ့လိုလှည့်လို့ရပြီဆိုရင်လှည့်လို့ရပြီဆိုရင်ရပြီနော်ပြီးရင်ဒီတက်ခဲထည့်တာတော့ပြောစရာမလိုပါဘူးဒီ spring ဘက်ကိုဖင်တဲ့ခေါင်းကိုကြတော့ဟိုဘက်ကိုထည့်ပြီးရင်ဒုက္ခပဲပြန်ပါနော်ခုနကကျွန်တော်ပြောသွားမှာလို့ပေါ့နော်ဒီဝိုင်းဘက်ကကြတော့ပိတ်တာဒီချောင်းဘက်ကကြတော့ဖွင့်တာပေါ့နော်ပြန်သေးလိုက်မှခုနလေလိုက်ဆုံးဒီထိုးစရာမလိုလဲလို့ရပြီဆိုစိတ်ညစ်လာပြီကွာရပြီဆိုရင်မကြည့်လား what the fuck ဟေးရပြီထိုးမအေးရပြီနော်ကျွန်တော်ပိတ်လိုက်တော့မယ်ခဏနေဘောနော်ကျွန်တော်ဖြုတ်လိုက်မှာမနော်ကြည့်有风雨嘞，风。လာပြီဘရောကနာနေတော့တကားတော့ပိတ်လိုက်ဦးမနော်ခဏနေနော်ချက်ဒီမှာဖြုတ်လိုက်ပါဒီကျွန်တော်ညီလေးပြခြင်းလို့ဒါပေမဲ့သိပါလားညညီလေးလေကျွန်တော်ညီလေးတော့တင်ဘူးပဲနောက်ကနေဝါကြီးလေးကြားကြီးထွာလာတာဖြုတ်ကြားကြီးကဖြုတ်ပြီးတွေ့ဆိုနေရာတကြထားပေါ့နော်ဒီကန်ရှိဒီဟာကိုဖြုတ်မယ်ဒီဟာလေးကိုဖြုတ်ကျွန်တော်ညီလည်းဖုန်းသွားကြည့်ကျွန်တော်ဖုန်းခဏနေမနော်ကျွန်တော်ခုနတက်တာများလှဲ့တာများသွားလို့မလီပြန်ဖြုတ်ကြတာတော့ခက်နေပြီဘူးတော့ခဏနေတော့ကျွန်တော်အင်တာနက်ကြီးဖွင့်လာလို့အင်တာနက်ခဏပိတ်လိုက်အောင်ကြာပြီဒီမှာထားတော့ပြီးမှအင်တာနက်ပြန်ဖွင့်ပြီးမယ်နော်ကြာပြီဒီကျိုးလေးဒီရဲ့ဆိုရင်ဒီကြာမယ်နော်ကြောက်အဲ့လိုကောင်းလေကျွန်တော်ဟိုတန်ဝေးကျိုးကြီးကိုဖြုတ်သွားဒီဟာကိုဒီပန်ကာပေါ့နော်ပန်ကာကြတော့
နေရာမှာပြန်ထားလိုက်ပြီးရင်အဲ့ဒါကိုကြတော့ဒီသူ့ထဲတီးပြန်ထည့်လိုက်မလေးပြီးရင်ဒီဟိုဒါဒီကညှက်ထားတဲ့ဟာကိုဖြုတ်လိုက်ရပြီဆိုရင်ခုနေရာမှာသူပြန်ထည့်ထားလိုက်တကယ်ကိုထုတ်ပြီးခုနေရာမှာပြန်ထည့်လိုက်ခုတ်ထုတ်ထည့်လိုက်ရပြီနော်ကျွန်တော်အခုကကြတော့ခုတို့ကျွန်တော်ကြတော့ခုကကြဘာလုပ်မလဲဆိုတော့ဟွာလုပ်မယ်ဟာလေဘာလဲမီလုပ်မယ်ကိုကတော့မီစားလုပ်ပါပြီရုံဆုံးကျွန်တော်ခုနအတိုင်းပဲမနော်ကပ်ဖိုဒါတဲ့ကပ်တူရာလိုမယ်ကဘာငါလောက်တာနဲ့တူတူပါပဲတော့မကြည့်တိုင်းလို့အဲ့လိုတော့ဟိုကမီလုံးလေးပဲလို့တော့ဒါမနော်ဒီဟာကိုခုနတိုင်းမှာပဲကျွန်တော်မပြတော့ပါကျွန်တော်ဒီထဲ你把你委屈了，懵了，这掉了，这脚打开了，打开路。ပြန်မလို့ဒီဘက်ကကြတော့ဘယ်လိုပြန်မလဲဒီမှာနှစ်ခုမီးလုံးရဲ့ဒီရွှေရောင်ဟာလေးရမှာဒီလိုလားဒီမှာမီးလုံးနဲ့ပြန်နော်ဒီကြောဒါလေးကိုထည့်လိုက်sorry ကျန်တယ်နော်ဒါကိုထည့်ပြီးလိုက်ဘာဒီလိုလေးရပါတယ်ဒါပါဆိုခုနဟာနဲ့တွေးလိုက်ရမှာနော်ဒီရမှာနော်ဘောက်မြင်ရလာတော့ဒီအဲ့အပေါက်လေးကိုဒီခုနဒီကျိုးဟာနဲ့ထည့်လိုက်မယ်ပြန်မယ်နော်အဲ့ဒါနော်ဒီဟာနဲ့ဒီမဲအောင်ကျိုးနဲ့ဒီမှာနှစ်ခုရှိရဆိုဒီဟာနောက်ထပ်တစ်ခုနဲ့တွဲလိုက်မယ်ထည့်လိုက်မယ်နော်ရပြီလေရပြီဆိုရင်တကယ်လာမယ်နော်ဒီမှာတကယ်နဲ့ဒီကြောကြည့်ထည့်လိုက်မလေးထည့်တော့ရင်ဒီဟာလေးကိုဖွင့်လိုက်ရင်5 4 3 2 1တင်းရပါပြီကျွန်တော်ပြန်ပြလိုက်ခုနကကျွန်တော်လှုပ်လိုက်တာသိလားတော်တော်မှသိလားဒီကအမလို့ခေါ်ဒီမဲအောင်ဖိုးလို့ခေါ်သိလားနောက်ထပ်ဒီကျိုးချီတဲ့အဲ့ဟာနဲ့ဒီအမကိုအဖိုးနဲ့သွားထက်ဆက်ပြီးရင်အဖိုးအမနဲ့သွားဆက်အဲ့လိုကြီးလှုပ်လိုက်တော့ညော်သွားအငွေ့ထွက်သွားညော်သွားတာလှုပ်ဖြစ်သွားဆိုမလှုပ်ရတော့ကြောက်လာပြီโอเคကျွန်တော်ပြန်ဖြုတ်လိုက်ဦးမယ်ပေါ့နော်ဗါတယ်ကျွန်တော်ပြောပြမှာဗါလဲဆိုတော့ဘာလို့ကမလဲဆိုတော့ခုနောက်ဆုံးအပိုင်းရောက်ပြီပေါ့နော်နားနေနော်နောက်ဆုံးပိုင်းစိတ်ညစ်တဲ့တေးငါဘင်တော့ခိုင်းနော်
ရှုပ်လိုက်ရဘူးရပြီရောကျွန်တော်နောက်ဆုံးပိုင်းရောက်ပါပြီနောက်ဆုံးပိုင်းရတော့အားလုံးပဲစောင့်မျှော်နေကြတယ်တန်လိုက်အပိုင်းပဲရောက်ပါပြီတန်လိုက်ပိုင်းလုပ်ပြမယ်နော်တန်လိုက်ပိုင်းကျတော့နည်းနည်းဗာလဲနည်းနည်းတော့လွယ်ပါတယ်ကတော့မလွယ်တော့လွယ်ပဲနည်းနည်းတော့ဟိုဖြစ်မယ်နော်နည်းနည်းကြာအဲဒီရုံးစောကျွန်တော်တို့ခုနကတိုင်းပါပဲဒီမှာခက်ဖို့ဒါခက်ဖို့ဒါလုံးမယ်ဒီရလူမယ်ဒီရနဲ့သိမှာပါဒါနဲ့ဒီထဲထည့်လိုက်要这苦味票我呢，这苦味票比这个包的不好，包里写着了，哎，包开哦，的酒里去了。ရပြီဒီမဲအောင်ဘက်ကခုနအတိုင်းပဲဒီမဲအောင်နဲ့တခုဖြုတ်ပြီးမဲအောင်နဲ့နောက်ခုပြသွားပြီနောက်ခုတန်ချောင်းကိုရမယ်မနော်ဟာတို့ကြတော့လေမဆက်လိုက်နောက်တစ်ခုဟာဖူလို့ရေတော့ကပဲပြုတ်သွားပြန်ပြီဒီမှာဆက်လိုက်ဟ
အဲ့ပါနော်ပြီးရင်ကျွန်တော်တို့ဒီတကယ်တည်းမှာညလေးပြရတယ်လို့ပဲဘာကြောင့်ညလေးပြလဲတိတ်မတူဒီမှာနော်ပြမယ်နော်ဒီလိုပြရတော့ပြမယ်နော်ဒီမှာလေရှိရဲဒီမှာပတ်မယ်မကဘူးတော့လားကြလေးကိုအွန်လိုင်းမယ်ပြီးရင်နားဆောင်ရမယ်ခုမှလိုက်မှာရက်စကအာဘရိုးခဏလေးတွန်းဟမ်ဘရိုးရနော်ကျွန်တော်စားတာဘာမှမဝိုင်းရမလားကျွန်တော်ဖားလေဟိုဆန်စာလားမသိဘူးမှားသွားလို့ကျွန်တော်ပြန်ပြင်လိုက်အောင်မယ်နော်ဟေးဟေးစားတာပါဗျာလူရဟေးစားရတော့ကျွန်တော်ဘာလို့စီမံကြည့်လိုက်ဦးကျွန်တော်စံစာမတော့လည်းမသိတယ်ဟုတ်လို့နော်ကျွန်တော်စံစာမလို့ပြင်လာဦးမယ်စံစာပြင်ပြီဒီမှာကြည့်လိုက်နောက်တစ်ဖက်လည်းပြရမယ်နည်းနည်းလေးနေလို့ရတယ်ဒီဘက်မှာပဲထားပြဒီစံစာဟိုဘက်ပါပြင်အောင်ဘာမှမဟုတ်နော်ဟေးဟေးဆော့ရပါဗျာလို့ကျွန်တော်ဒီပိုင်းကြတော့ကျွန်တော်ဒီမရပါဘူးကျွန်တော်ဒီတိုင်းနဲ့လို့ကျွန်တော် sorry ပါလို့ကျွန်တော်မရလို့ပေါ့နော်ကျွန်တော်အခုပြောစရာရှိတယ်ပေါ့နော်ကံဖြုတ်ပြီးတော့မှပြောလိုက်ဘူးကြွတောင်းနေပဲတော့တကယ်တော့ပြောစရာရှိတယ်မနော်ပြောစရာရှိsorry အဲ့ဒါကျွန်တော်ပြမယ်အဲ့ဒါမလေး
ပြောနေတော့ကျွန်တော်ငိုတော့ငိုချင်လာပြီတိလိုက်တော့ကိုင်းနေမပြောရစီတယ်ဘောနော်တို့ကျွန်တော် comment လေးရေးကြပါကျွန်တော်နောက်နေ့က comment ကိုဖတ်ပြီးကျွန်တော်VV craft တို့မြန်မာ crafter တို့အဲ့လိုမျိုးပါလေ web လေးတို့လိုမျိုးအဲ့လိုမျိုး YouTuber ကြီးတွေလိုမျိုးကျွန်တော်အဲ့လိုမျိုးဖတ်ပြမယ်ပေါ့နော်အားရချင်ပြီးမှပြောလို့မယ်ပြောမပေါ့နော်ကျွန်တော်ဝမ်းနေတော့မှာကျွန်တော်တို့ဝမ်းနေခြင်းဝမ်းမယ်တို့ကတော့ဝမ်းနေခြင်းဝမ်းနေမယ်ကျွန်တော်တို့ကတော့ဝမ်းမနေလောက်တော့ဦးတင်တယ်ကျွန်တော်တော့တော်တော်ဝမ်းနေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာလေးသိမ်းဆိုင်ပြောပြမယ်တော့ဝမ်းနေတဲ့လူပြောတယ်လူပေါ့နော်ဒါပေမဲ့ဝမ်းနေတာနဲ့ရှိရမှာဘယ်လိုမှမလုပ်ဘူးချင်ရရကတိကတော့ဒီကတိကတော့ဒီကျွန်တော်ပြောစရာရှိလို့ပဲနော်ပြောပြမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တပတ်ကောင်လို့ဆိုရင်ကျွန်တော်ဗာလေကျောင်းတက်ကတော့မှာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်မနှက်ပြန်အကြရင်ကျွန်တော်နှင်ကျင်လက်တင်ဖြစ်လောက်မှာမတင်ဖြစ်လောက်တော့ဦးတင်တယ်ပေါ့နော်ကျွန်တော်အားတဲ့ချိန်ဆိုရင်တော့တင်ဖြစ်မှာပါကျွန်တော်ဗာလေကျွန်တော်ကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကျောင်းတက်ကမှာမဟုတ်ဘူးလေဒါပေမဲ့ဘယ်လိုဒီပေါ်ကစိတ်တော့ကန်စားတယ်တမျိုးကြီးအဲ့လိုမျိုးချစ်ချူပေးတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ညဆုံးပြောချင်တယ်ပေါ့နော် comment ကြည့်ကြပါ